မင်္ဂလာပါညီကိုတို့ရေဒီနေ့မှာတော့စတီယာရင်ဝီပေါ်ကနေပြီးတော့ Aero Manual ခလို့လေးတွေအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်စနိုးပြီးပြီဆိုတာနဲ့ကျွန်တော်တို့ dashboard ကိုတစ်ချက်လှမ်းကြည့်ဖို့လိုတယ်ဒါစနိုးလိုက်ပြီးအဲ့မှာ dashboard ကိုကြည့်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီခလို့လေးတွေအသုံးပြုဖို့ပြပေးမယ်နော်ဒီလိုညာဘက်က Aero လေးကိုနှိပ်တယ်ပြီးတော့ကျွန်တော်အပေါ်က Aero လေးကိုနှိပ်ကြည့်တယ်ဒါပေမဲ့မရသေးဘူးလုံးမလို့သေးတယ်မရပါဘူးပေါ် Aero လေးနေပြီးတော့ကျွန်တော်တို့လိုချင်တဲ့အချက်လက်တွေအဲ့ dashboard ပေါ်ကနေပြီးတော့အချက်ချင်းကြီးကြည့်ဖို့အတွက်ကိုခုနကအပေါ်ဆုံး Aero လေးကိုနှိပ်ပြီးတော့ရွှေ့သွားလို့ရတယ်เนาะအဲ့ဒီလိုစစ်ဆေးလို့ရပါတယ်ပြီးသွားလို့ရှိရင်ပြီးတော့ရင်ကျွန်တော်ထပ်ပြပေးမယ်เนาะကျွန်တော်ပြနေတယ်မဆုံးဘူးပြီးရင်ဒီမှာဘယ်ဘက်ချမ်းက Aero လေးကိုနှိပ်ပြီးတော့ပြန်ထွက်လိုက်တယ်ပြီးရင်အောက်က Aero လေးကိုနှိပ်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ check ကဆိုရင်ကျွန်တော်တို့အချက်လက်တွေကိုစစ်လို့ရတယ်ရေဘူးအချက်လက်တွေဒီတိုင်းတော့စစ်တင်တဲ့အချက်လက်တွေအဲ့ဒါကိုစစ်မယ်ကျွန်တော်စစ်ပြတာအခုမှာအဲ့ဘူးအဲ့လိုမျိုးစစ်မယ်ဆိုလို့ရှိရင်အောက်ဆုံးကလုတ်လေးကိုနှိပ်ရတဲ့အရာနေပြီးတော့အရှိရကလုတ်ကိုတစ်ခေါက်ပြင်နေပြီးကမှကိုလူချင်းတဲ့ချက်လက်ကိုအောက်ဆုံးကလုတ်ကိုတစ်ချက်အောက်ဆုံးကလုတ်ကိုတစ်ချက်ချင်းနှိပ်ပြီးပြင်ကြည့်ပါနော်အောက်ဆုံးကလုတ်ကိုတစ်ချက်ချင်းပြင်ပြီးပြင်ကြည့်ပြန်ထွက်ခြင်းဘယ်ဘက်ကလုတ်ကိုပြင်နှိပ်ပြီးပြင်ထွက်လာနော်အဲ့ဒီလိုပဲအောက်ကwarning ကိုစစ်မလားပြောလို့ရှိရင်ဘီကရဲ့ setting ကိုစစ်မလားမိလူအောင်လည်းချိန်လို့ရတယ်နော်ဒီကလုတ်လေးက steering ပေါ်မှာရှိနေတဲ့ manual ကလုတ်လေးတစ်ခုကျွန်တော်တို့ dashboard ကိုအများကြီးချက်လို့ရတယ်တခါလေကားပြက်လို့ရှိရင်ချက်ပါဆိုပြောတာကျွန်တော်ပြောတာအဲ့ဒီနေရာနေပြီးချက်ခိုင်းတာပါနောက်တဲ့ဗီဒီယိုတွေမှာလည်းကျွန်တော်ဒီလိုပဲအသိပညာပေးမယ်ဗီဒီယိုလေးတွေကိုဆက်လက်တင်ပြပေးသွားပါမယ်ဒါပေမဲ့ကားတစ်စီးနဲ့တစ်စီးတော့ခလုတ်တွေအနေထားတော့မတူဘူးเนาะဒါကျွန်တော် model မှာဒီလိုခလုတ်ဖြစ်ပေမဲ့ဒီတက်ကောင်းတဲ့ model တွေမှာဆိုရင်အလယ်မှာကသူက okay ဆိုတဲ့ခလုတ်တွေဖြစ်နေတတ်တယ်เนาะအဲ့တော့အခုလိုပဲကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်လိုက်လို့ညီကိုတွေမှာအသိပညာတွေရသွားတယ်ဘူးသူရတွေလည်းဖြစ်တယ်ဆိုလို့ရှိရင်ညီကိုတွေရဲ့တငယ်ချင်းပေါင်းတဲ့မိတ်ဆွေတွေအတွက်ကိုအပတ်မကြည့်ရင် like လေးလုပ်ပြီးတော့ share လေးလုပ်ပြီးတော့သူတို့လေးတွေကိုလည်းပေးတည်လိုက်ပါကျွန်တော်အနေနဲ့တော့အများကြီးပဲကျေးဇူးတင်ပါတယ်အခုနောက်ရက်တွေမှာလည်းအခုလိုပဲ bus နဲ့ပတ်သက်တဲ့အသိပညာဘူးသူရရမယ်အကြောင်းအရာတွေကိုကျွန်တော်ရှာဖွေပြီးတော့တင်ဆက်ပေးပါမယ်အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးကြပါလို့ဖိတ်ခေါ်ပါရစေ